ဖြစ်ကျွန်တော်အထူးဆုံးကနေဆုံးပဲကျွန်တော်လက်ညက်တာအနေဆုံးရိုလာဒီဘက်ကမြန်တဲ့ရိုလာကြီးဆိုသွားပြီးဒီလက်တွေထိပါသွားမှာအရန်ကိုအခုပြောနေတော့ကြက်သိမ်းထားတယ်ဗျတကယ်တော့တော်သေးဒီလောက်အချိန်နဲ့ပြီးသွားလို့ကျွန်တော် all right တာအဲ့မှာတတိကတ်လာပြီးအားဆို all right တဲ့ချိန်မှာဘေးကအဲ့မှာကျွန်တော်တို့စီနီယာကောင်လာပြီးဆက်ကိုခလုတ်ကိုပိတ်ပြီးတော့အဲ့လိုဟိုသူတို့ကျွန်တော်တို့လက်ဟိုပေါ့စူရုံလို့ပြောပြတယ်လက်နဲ့ပဲကိုယ့်ကိုဖွင့်လိုက်ပြီးအဲ့ဒါကြီးလက်ကိုဆွဲထိုးရတာဒါမှမဟုတ်ဆိုရင်ဆွဲထုတ်မရအဲ့လိုထုတ်မရရင်လည်းဒီလိုဆွဲထုတ်လိုက်ရင်လည်းလက်တွေပြက်ကြံနေခဲ့ပါလားတော်တော်အချိန်နေဆိုးသွားအဲ့တော့အဲ့ညပြီးသွားပြီကျွန်တော်ဆေးရုံမှာနောက်ရက်ဆရာဝန်မလာခင်အဲ့လိုပဲအိမ်နာတက်တာလည်းအဆင်ပြေဒါပေမဲ့ဆေးရုံတွေကဘာလဲဆိုရင်အိမ်နာအဲ့လိုလူမျိုးတွေတော့6ရောက်တွေလက်တွေထိခိုက်ထားတဲ့လူမျိုးတွေတော့ဘာတွေရှိလဲဆိုရင်အိမ်နာကိုရေပန်းတွေသူကအော်တိုခလုတ်တွေနဲ့သွားတဲ့ဟာတွေရှိရကိုရီးယားအဲ့လောက်တော့ပြောရရင်စာဖတ်ထားလို့လည်းပေါ့ပေါ့အဲ့လိုကိစ္စတွေတော့နည်းနည်းဖြေရှင်းနိုင်တယ်ပေါ့တချို့ဆိုရင်ဒီအိမ်နာသုံးတာတော့မသုံးတတ်ဘူးအဲ့လိုမျိုးကြရင်သူတို့ကိုအထဲမှာအိမ်နာထဲမှာလည်းခလုတ်ရှိရသူနာဝိဆရာမတွေခေါ်အကုန်လာလုပ်ပေးတယ်အဲ့လောက်ဒီသူနာဝိရာလည်းအင်မတန်စိတ်ရှည်ရပြီးတော့ကျွန်တော်ကာလာတော့ကိုဗစ်ကာလာဖြစ်တဲ့အတွက်အပြင်ကလုံးဝဝင်လို့မရဘူးအားငယ်မှုတွေလည်းအများကြီးပြီးတော့ကျွန်တော်ကကိုရီးယားနိုင်ငံမှာတစ်နှစ်မှာပိတ်ရက်ရှည်ပေါ့ဟိုပိတ်ရက်ရှည်2ကြိမ်လောက်ရှိတဲ့အချိန်မှာကျွန်တော်ကပထမပိတ်ရက်ရှည်6လပိုင်းကြီးမှာဖြစ်တာအဲ့တော့သူများတွေအပြင်နေသွားပြီးလဲပြီးပျော်ပါနေတဲ့ကာလမှာကိုကဆေးရုံမှာကြေကွဲမှုများစွာနဲ့ဆေးရုံမှာကျွန်တော်တက်နေရတာတကယ်ချင်းနေလဲကျွန်တော်